အားလုံးပဲမင်္ဂလာပါဒီကနေ့ကတော့ကျွန်တော် binary residence နဲ့ပတ်သက်တဲ့ review ဖြစ်ပါတယ် binary residence ကကျွန်တော်တို့ဒီလာမဲ့14ရက်နေ့ဆိုရင် primary residence ကိုစပြီးစီစနေနေ့ဖြစ်မယ်အချိန်ကတော့17နာရီနဲ့6မိနစ်ပေါ့နော်အဲ့တော့ဒီအချိန်မှာ binary residence review ကိုစမယ် review ကစုစုပေါင်းဖြစ်2ပတ်ကြာမယ်အဲ့တော့ဈေးတွေကတော့အခုလေးတင်ထွက်လာတယ်2 bedroom တွေက1.486 million နေစမယ်2 plus study ကကျတော့1.66 million နေစမယ်အဲ့တော့ကျွန်တော်တို့2 bedroom ကနေပြီးတော့ all the way to 5 bedroom ထိပါမယ်1 bedroom မပါဘူးအဲ့တော့ binary residence ရဲ့ detail လေးကိုတစ်ချက်သွားကြည့်ကြမယ်နော်ကျွန်တော် developer စလိုက်မယ် developer က White Hub နဲ့ Sunway MCL လမ်းကနေပြီးတော့ဆောက်ထားတယ်။ဆောက်ထားတော့ဒီ developer နှစ်ယောက်က well known developer ဖြစ်တယ်။သူတို့ရဲ့ project တွေဖြစ်တဲ့ Dara Hay Freeho, Continental Dam ပြီးတော့ Novo Place ဒီ project တွေကိုသူတို့ဆောက်ထားပြီးတော့သူတို့ဒီ BCA award တွေကိုလည်းရထားတယ်။ရထားတဲ့အတွက်ကြောင့်မလို့ဒီ developer နှစ်ယောက်ကတော့တကယ်ကိုစိတ်ချတဲ့ developer နှစ်ဖွဲ့ဖြစ်မယ်။အဲ့ဒါပြီးရင်ဒုတိယ page မှာကျွန်တော်ဒီ developer နှစ်ဖွဲ့ရဲ့ပြီးခဲ့တဲ့ project တွေမှာ already resale တဲ့ရောက်သွားတဲ့ project တွေမှာမြတ်သွားတဲ့အမြတ်တွေပေါ့နော်ဥပမာ1 bedroom ဆိုရင်3သိန်းကနေ2သိန်းဝန်းကျင်မြတ်ကြတယ်2 bedroom ဆိုရင်3သိန်းခွဲ4သိန်း8တောင်း2သိန်း9တောင်းဆိုမြတ်ကြတယ်3 bedroom မှာဆိုရင်6သိန်း8တောင်းတို့3သိန်း9တောင်းတို့မြတ်ကြပြီးတော့4 bedroom မှာဆိုရင်1 million မြတ်တဲ့အခန်းတွေရှိတယ်6သိန်း9တောင်းမြတ်တဲ့အခန်းတွေရှိတယ်3သိန်း9တောင်းမြတ်တဲ့အခန်းတွေလည်းပါတယ်ဒါကတော့ project ပေါ်မူတည်ပြီးတော့သူ့ရဲ့ phasing တွေပေါ်မူတည်ပါမယ်5 bedroom မှာ very good က 1.7 million မြတ်တဲ့အခန်းပါဒါတော့ဒီလက်ရှိ developer နှစ်ဖွဲ့ရဲ့ project တွေတဲကအတူတူဖြစ်ပြီးသား project တွေရဲ့မြတ်သွားတဲ့ transition တွေရဲ့ update ပေါ့နော် next မှာဆိုရင်ဒီ binary residence ဒီ588 unit ရှိတယ်ရှိပြီးတော့သူ့ရဲ့ဒီ land size က23,000 square meter အဲ့တော့ကျွန်တော်တို့ square feet နဲ့ပြောမယ်ဆို2,300,000ကျော်တော်တော်ကြီးတဲ့ land size မှာရှိမယ် material တွေက quality ဖြစ်တဲ့ material တွေကိုပဲပေးထားတယ်ဒီတော့ condo မှာကျွန်တော်တို့ဒီ EC နဲ့ condo နဲ့ဆို2မျိုးกว่าတယ်ကွာတာမှာ condo ကတော့တကယ်တမ်းတော့ဈေးလဲပိုများတဲ့အတွက်ကြောင့်မို့လို့ဒီအခန်းရဲ့ပစ္စည်းတွေအကုန်လုံးတကယ် quality material တွေရွေးပေးထားတယ်အဲကျွန်တော်တစ်ချက်ကြည့်မယ်နော် WC တွေ basin တွေဆိုရင် Juravic ကိုပေးတယ်အဲ့ဒါပြီးတော့ခလုတ်တွေကအစ brand အမြင့်ကိုပေးတယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ water tap တွေရှိမယ်ပြီးတော့ဒီဘားတွေရှိမယ်ဒါတွေကိုလည်းကျွန်တော်တို့အကောင့်တွေပေးထားတယ်အဲ့ဒါပြီးတော့နောက်တစ်ခုကကျတော့ smart ကိုပေးတယ် smart ကတော့တကယ်ကို CCR quality တကယ်ကိုကောင်းတဲ့ quality ကိုပေးထားတယ်Coca Hot ပြီးတော့ Urban တွေကိုပေးမယ်အဲ့ဒါပြီးတော့ရေခဲတက်တာနဲ့ဝှေ့ချော်စက်ကိုကျတော့ Samsung ကိုပေးထားမယ်အဲ့ဒါပြီးရင်ကျွန်တော်တို့နောက်ထပ်တစ်ခုက smart home ဆိုတာကကြတော့ကျွန်တော်တို့ဒီ back kit မှာကျွန်တော်တို့ဒီ smart phone တွေသုံးကြတယ် smart TV တွေကိုသုံးကြတယ်အဲ့နောက်မှာ smart car တွေကိုလည်းလိုချင်ကြတယ်ဒါဆိုရင်အိမ်တွေကိုလည်းကျွန်တော်တို့ smart home တွေကိုလိုချင်လာကြတယ်ဒီတော့ developer ဒီ smart home ကိုပေးထားတယ်နံပါတ်1ကဒီ doorbell ပေါ့နော် doorbell မှာဆိုရင်ကင်မရာနဲ့လှမ်းကြည့်လို့ရတဲ့ doorbell ပါမယ် door lock ပါမယ်အဲ့ဒါပြီးရင်နောက်တစ်ခုက smart နဲ့ control လုပ်လို့ရတဲ့ aircon ကို control လုပ်လို့ရမယ်အဲ့ဒါပြီးတော့ဒီ gas water heater ရေတက်တွေကအစ smart နဲ့ control လုပ်လို့ရတဲ့စနစ်ကိုပေးထားမယ်အဲ့တော့တကယ်ကိုပဲ smart home feature ကိုရမှာပေါ့နော် binary residence ကနေပြီးတော့နောက်ထပ်ထူးခြားတဲ့တစ်ချက်ရှိတယ်ဒါကတော့ကျွန်တော်တို့ binary residence ရဲ့မြေသည် direct access to Tampines West MRT Tampines West MRT နဲ့ direct access ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကအောက်မှာ shopping mall ရှိတယ် shopping mall ကဆိုင်ပေါင်း60ရှိတယ်ဒါဒီ shopping mall ရဲ့ floor plan ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဆိုင်တွေမှာ F&B တွေပါတယ်အဲ့ဒါပြီးတော့ food တွေပါတယ် retail တွေပါတယ်အဲ့တော့ဆိုင်ပေါင်းကဒီ floor တစ်ခုလုံးကို60ဆိုတော့ကျွန်တော် imagine လုပ်ကြည့်ပေါ့နော် example ကျွန်တော်ရေခဲတက်တာပြတ်သွားတယ်ပေါ့ပြတ်သွားတယ်ဆိုရင်ရေခဲတက်တာချက်ချင်းကြီးလဲစရာမလိုဘာလို့လဲဆိုတော့အောက်မှာနေမယ် fair price လိုမျိုး supermarket ရှိတဲ့အတွက်ကြောင့်မလို့အောက်ကိုဆင်းမယ်ကျွန်တော်တို့အသီးလေးတွေဝယ်လာမယ်အသီးရွက်လေးတွေဝယ်လာမယ်ဝယ်လာပြီးတော့ကိုချက်ချင်းကိုပဲ immediate သုံးလို့ရတယ်အရင်က fresh ဖြစ်တယ်ပေါ့နော်ပြီးတော့နောက်ထပ်တစ်ခုကကျွန်တော်တို့ဥပမာအဖြစ်အိမ်က gas stove ပြတ်သွားတယ်ပြတ်သွားတဲ့အခါမှာကိုယ့်ရဲ့ kitchen ကသုံးလို့မရတော့ဒါပေမဲ့အရေးမကြီးဘူးကျွန်တော်တို့အောက်ကိုဆင်းသွားမယ်ဆင်းသွားပြီးရင်အောက်မှာ food court တွေမှာကိုယ့်ရဲ့ dining ကိုဖြည့်ရှင်းလို့ရတယ်အဲ့တော့ဒီအောက်မှာ shopping mall နဲ့ direct access အရန်ကို convenient ဖြစ်တယ်အဲ့တော့ဒါကတော့ binary residence ရဲ့ one of the main selling point ပေါ့နော်ကျွန်တော်ခေါ်တာ MRT နဲ့ direct access integrated ဖြစ်မယ်သူ့ရဲ့ size အပြင်က12,000 square meter လောက်ရှိတယ်အဲ့တော့တော်တော်လေးကျယ်မယ်ဆိုင်ပေါင်းကအခန်း60ပါမယ်တစ် floor လုံးဖြစ်မယ်ပေါ့နော် okay next ကိုသွားရအောင်
next အနေနဲ့ကျွန်တော် location ကိုပြောမယ်ဆိုရင် binary ဒီ 10 minutes west MRT နဲ့ direct access ဖြစ်မယ်အဲ့ဒါပြီးတော့သူ့ရဲ့အနီးနားမှာ Badoo Reservoir 10 minutes quarry ဆိုပြီးတော့ရေကန်ကြီးအကြီးနှစ်ခုရှိတဲ့အတွက်ကျွန်တော် exercise လုပ်ချင်တယ်ဆိုရင်စပိန်နဲ့စီးဝါရင်9မိနစ်လောက်ပဲသွားရတယ်နောက်တစ်ခုကကျွန်တော် MRT ကိုပြောပြမယ်နော် MRT က10 minutes west MRT ဒီ downtown line မှာရှိတယ် downtown line ဒီသူ့ရဲ့ကက်ရက်က interchange နေဖြစ်တဲ့ east west line ပြီးတော့ဒီဘက်မှာဆိုရင်အချန်ကြီးထိသွားလို့ရတယ်ဒီဘက်အောက်မှာဆိုရင် DEL ကိုလာချိတ်မယ်အဲ့ဒါပြီးရင်ဒီဘက်မှာဆို circle line ကိုလာချိတ်မယ်ပြီးတော့ဒီ downtown line ကနေပြီးတော့ကျွန်တော်တို့သွားမယ်ဆို all the way to ဒီ city ဘက်အထိကိုတောက်လျှောက်သွားလို့ရတယ် CBD အထိကို direct access ဖြစ်သွားမယ်ဖြစ်သွားပြီး Bugis တို့ပါတော့အဲ့နေရာတွေပါအကုန်လုံးရောက်အဲ့အတွက်ကြောင့်မလို့ location အပြင်ဒီ MRT ဒီအရန်ကိုကောင်းပြီးအရန် accessible ဖြစ်တဲ့ MRT တစ်ခုဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီကနေပြီးတော့ cycle line ကနေအပေါ်ကိုတက်မလားအောက်ကိုဆင်းမလားအစိမ်း line ကနေပြီးတော့အပေါ်ကိုတက်မလားအောက်ကိုဆင်းမလားအရန် accessible ဖြစ်တယ်ကျွန်တော် connectivity ကိုပြောမယ်ဆိုရင် motor car lane ကိုပြောအောင်ဆိုကျွန်တော်ကားနဲ့မောင်းကြမယ်ဆိုရင် highway နဲ့လည်း exit နဲ့နှီးတယ်နှီးပြီးတော့ SLE ကိုလာမယ်ဆိုရင်မိနစ်30ဦးလမ်းကိုမောင်းရမယ်အဲ့ဒါပြီးတော့ဒီဘက်ကနေပြီးတော့ MBS ကိုသွားမယ်ပေါ့နော် BIE ကနေပြီး MBS ကိုဆင်းမယ်ဆိုရင်မိနစ်20ပဲဆင်းရတယ်အဲ့ဒါပြီးရင်အောက်မှာ ECP ကနေပြီးတော့ East Coast ကိုသွားမယ်ဆိုရင်15မိနစ်ပဲသွားရတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ရဲ့ connectivity ပေါ့နော်တကယ်လို့ပတ်ကွန်နက်တာကနေပြီးတော့လမ်းလျှောက်မယ် exercise လုပ်ချင်တယ်ဆိုရင်80 km ရှိတဲ့ပတ်ကွန်နက်တာဒီ binary ရဲ့အနီးတစ်ဝိုက်မှာရှိတယ်အဲ့တော့ binary ရဲ့အနီးတစ်ဝိုက်ကနေပြီးတော့ eastern corridor ကနေပြီးတော့လမ်းလျှောက်မယ် exercise လုပ်လိုက်ရမယ်80 km ရှိတယ်ကျွန်တော်တို့ကွန်ဒိုတစ်ခုကိုဝယ်တော့မယ်ဆိုရင်ကျောင်းနေလည်းအရေးကြီးတယ်အရေးကြီးတော့ဒီ binary ကနေပြီးတော့အနီးနားတစ်ဝိုက်မှာရှိတဲ့ကျောင်းတွေကိုကြည့်မယ်ဆိုရင်နံပါတ်1နာမည်ကြီးစိတ် Heidi Primary School ရှိတယ်အဲ့ဒါပြီးရင်နောက်ထပ် primary school တွေလည်းရှိသေးတယ်အဲ့တော့ကျွန်တော်တို့ဒီ primary school နဲ့ပတ်သက်ပြီးတော့လည်းစိတ်ပူစရာမလို primary school ပြီးတော့နောက်တစ်ခုက secondary မှာဆိုရင် Saint Heidi secondary အပြင်ကိုတခြား secondary တွေလည်းနီးနားပတ်ဝန်းကျင်မှာရှိတယ်အဲ့ secondary ပြီးသွားရင် next အနေနဲ့ကထူးခြားတာကဒီ Temasek Poly ပြီးတော့နောက်ထပ် IDE ပြီးတော့ဒီ Singapore University of Technology SUTD အကုန်လုံးဒီ vicinity အတွင်းမှာရှိတယ်အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်နောက်ပိုင်း future မှာ receiver ရအောင်ရောင်းတော့မယ်ဆိုရင် receiver ရအောင်ဘယ်လိုပြောလို့ရလဲဆိုတော့သူ့ရဲ့ကလေးကိုမွေးတဲ့အချိန်ကစပြီးတော့ primary secondary poly ဒါမှမဟုတ် IDE အဲ့ဒီ poly ရမှတစ်ဆင့် university အဲ့လိုမျိုးကိုဒီကိုယ့်ရဲ့ဒီ east မှာကြီးပဲဖြည့်ရှင်းလို့ရတယ် west ကိုသွားစရာမလိုဘူးပေါ့နော်ဒါကတော့ကျွန်တော်တို့ရဲ့အဓိက selling point တွေကတစ်ခုပေါ့အဲ့ဒါပြီးရင်နောက်ထပ်ကျွန်တော်တို့ binary shopping mall မှာ foodဆိုင်ပေါင်း60ရှိရဆိုရင်နေတိုင်းစားတဲ့အခါမှာကျွန်တော် boring ဖြစ်လာတယ်ပြင်းလာတယ်ဆိုရင်နောက်ထပ် variety အနေနဲ့ cross road မှာပဲ HDB ရဲ့ food court ရှိတယ်အဲ့ဒီအပြင်ကို short driving distance မှာကိုပဲ10 minutes round market Old Tampines Hawker Center 85 Function Center ဆိုပြီးတော့ food court တွေကလည်း FU ရှိတယ်အဲ့ဒီ food court တွေပြီးရင်နောက်ထပ် shopping mall သွားကျင်တယ်ဆိုရင်လည်း binary shopping mall အပြင် short driving distance မှာပဲ Tampines Mall, Tampines One, Century Square, East Point, Downtown East, White Sand, Passaris Mall ဆိုပြီး shopping mall တွေကလည်းအနီးတစ်ဝိုက်မှာကိုပဲ driving distance, short driving distance မှာရှိတယ်အဲ့ဒီ shopping mall တွေကမှာပို့ပြီးတော့ကြီးတဲ့ bigger shopping mall သွားကျင်တယ်ဆိုရင် Giant ရှိတယ် IKEA ရှိတယ် Cost ရှိတယ်အဲ့တော့ဒါကတော့ binary နဲ့ပတ်သက်တဲ့အရန်ကို convenient ဖြစ်တယ်အဲ့တော့ကျွန်တော် binary ကိုဘယ်လိုမျိုးပြောလဲဆိုတော့ every day everywhere very accessible ဒီလိုတောင်းတယ်နောက်တစ်ခုအနေနဲ့ Tampines Regional Center ကလည်းကျွန်တော်တချို့ကပြောမယ်ကျွန်တော်တို့လူငှားရမယ်ပေါ့နော် investment အတွက်ဝယ်မယ်ဒါဆိုရင် future မှာတန်းတဲ့နေရာဘယ်သူတွေကကိုယ့်စီကနေလာပြီးတော့ငှားကြမလဲဒါဆိုရင်ကျွန်တော်ဒီ question ကိုဖြေမယ်ဆိုရင် Tampines Regional Center ကအကြီးကြီးရှိတယ်ပြီးတော့ Singapore ရဲ့ master plan မှာလည်း Tampines Regional Center ဒီ one of the big master plan ထဲမှာပါတယ်ပါတော့ဒီမှာရှိတဲ့ industrial zone တွေ business park တွေကနေပြီးတော့တန်းတဲ့နေစီကျွန်တော်တို့စီမှာငှားဖို့အတွက် chance high chance ဖြစ်မှာတန်းတဲ့ပူကောင်းတယ်ပေါ့နော်next အနေနဲ့ကျွန်တော် master plan ကိုသွားမယ်စင်ကာပူမှာကစင်ကာပူအစိုးရကစင်ကာပူရဲ့ corner တွေဖြစ်တဲ့ Woodland, Tampines, Jurong Lakeside နဲ့ Central area တွေကို master plan စကအကြီးကြီးလုပ်ပေးထားတယ်အဲ့တော့ဘယ်လိုမျိုးရှိလဲဆိုတော့ဒီ master plan အကြီးကြီးတွေရှိတဲ့နေရာနောက်ဝိုက်မှာရှိတဲ့ new launch တွေဒီအမြဲတမ်းရောင်းအားကောင်းတယ်ဥပမာ Novo Grand ဆိုရင် first day မှာ 84% so 2067 PSF နဲ့ Jidan ဆိုရင်လည်း Jurong East မှာ
first day မှာပဲ 88% ဆို2451 PSF နဲ့ဆိုပါတယ်အဲ့တော့ဒီ Tampines မှာလည်းမနှစ်ကပတ်တောင်းနေ87% ဆိုပါတယ်2360နဲ့အဲ့တော့ဒီ master plan ကြောင့်မို့လို့ကျွန်တော်တို့ရဲ့ဝယ်လိုအားဒီအရန်ကိုကောင်းတယ်ဒါကတော့ master plan နဲ့ပတ်သက်တဲ့ထူးခြားချက်ပေါ့နော် Tampines မှာလည်း master plan နဲ့မှာပါတယ်အဲ့ဒါပြီးရင်ကျွန်တော် population အကြောင်းပြောမယ် population အကြောင်းပြောတဲ့အခါမှာ Tampines ဒီသူ့ရဲ့ population ဒီ2,900,000 လောက်ရှိတယ် as per ဒီကျွန်တော်တို့ကုမ္ပဏီက IC ကနေရှာထားတဲ့ data တွေအရ2,900,000 ရှိတယ် Tampines ရဲ့ population က east wide မှာဆိုတော်တော်လေးကိုလူကြီးထွေးလိုက်တယ်ပြီးတော့သူ့ရဲ့ neighbor ပေါ့ neighbor ဆိုတာဘဒုတ်ရယ် Passaris ရယ် Tampines ရယ်3ခုပေါင်းလိုက်9,000,000 ဝန်းကျင်ရှိတယ်ဒီတော့ကျွန်တော် future မှာကျွန်တော်ဒီအိမ်ကိုပြန်ရောင်းမယ်ဆိုရင်လည်း buyer pool အနေနဲ့ population အရအရင်မြင့်တယ်အရင်မြင့်တဲ့အတွက်ကြောင့်မို့လို့ Tampines ဒီအရင်ကိုကောင်းတဲ့ location တစ်ခုဖြစ်တယ်ဒီတစ်ခါကျွန်တော် compare market analysis ပေါ့ market မှာအိမ်ဝယ်တဲ့အခါမှာ buyer တွေကမေးတဲ့ question ရှိတယ်ကျွန်တော်တို့ပတ်စံရှုံကြမလားဒါမှမဟုတ်ကျွန်တော်ပတ်စံဘယ်လောက်မြတ်ကြမလဲဒါနဲ့ပတ်သက်ပြီးတော့ market ကိုကျွန်တော်သိထားဖို့လိုတယ်ပါရီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီတဝိုက်က list တွေအကုန်လုံးဒါကွန်ဒိုတွေအကုန်လုံးကိုစင်းရင်းလုပ်ထားတယ်စင်းရင်းလုပ်ထားတဲ့အခါမှာဒီကွန်ဒိုတွေဒီဒါက2025မှာ transition ဖြစ်သွားတဲ့ transition အရေးအတွက်ပေါ့နော်အဲ့ဒါပြီးတော့သူ့ရဲ့2 bedroom တွေကိုကြည့်မှဆိုရင်1 million အထက်မှာဒါဆို 1.2 1.3 1.5 1.4 1.7 သူက size တပေါ်မူတည်ပြီးတော့သူ့ရဲ့အဈေးတွေဒီ3 bedroom ဆိုရင် 1.7 1.5 1.5 1.6 1.7 1.8 1.6 4 bedroom တွေဒီ2ကျော်ပါပြီ 1.8 တခန်းရှိတယ် 1.9 တခန်းရှိတယ် 2.95 လည်းတခန်းရှိတယ်ဒီဘက်က remaining lease ဆိုတာကျွန်တော်တို့ဒီ lease ကတော့ဒါ resale ပေါ့နော် resale ဆိုတာ remaining lease က90ကျန်သေးတယ်88နှစ်ကျန်သေးတယ်ဒီ condo ဆိုရင်69နှစ်ကျန်သေးတယ်ဒီ condo ဆို83နှစ်ကျန်သေးတယ်ဒီ condo ဆို84နှစ်ကျန်သေးတယ်290ကျန်သေးတယ်အဲ့တော့ remaining lease ပေါ်မူတည်ပြီးတော့ဒါကဒီလက်ရှိကျွန်တော် compare market analysis ပေါ့နော်နောက်ထပ် Tampines မှာထူးခြားတဲ့အချက်တွေကိုကြည့်ဖို့လိုတယ် district 18ဆိုတာကြတော့ကျွန်တော် district ဆိုတာစင်ကူမှာဆိုရင်ဒီရက်ကွက်သဘောမျိုးပေါ့အဲ့လိုပေါင်းထားတဲ့ district 18မှာ Tampines ပါ Tampines Passaris ဒီနေရာတွေကို district 18နေနဲ့ပေါင်းထားတာကိုမှ Tampines ရဲ့ treasure ရဲ့ Tampines ဒီ 33.5% from 2019ကနေပြီးတော့2025ဆိုတော့6နှစ်9နှစ်အတွင်းမှာ district 18တစ်ခုလုံးရဲ့ average ဒီ 23% မြတ်သွားတယ် treasure ရဲ့ Tampines တစ်ခုရဲ့ဒီ 33.5% မြတ်သွားတယ်မြတ်တော့ဒါဆို Tampines ရဲ့ထူးခြားတဲ့ဒီ performance price performance ကိုဒီကနေပြီးတော့မြင်နိုင်တယ်ပြီးတော့ Tampines မှာ project အသစ်ရလို့တစ်ခုခုထွက်လာပြီဆိုဝယ်လိုအားအရင်များတယ် Ori ဆိုရင် 100% ဆို second timer sales ကိုတလကြာတဲ့အခါ launch ရတဲ့အခါမှာ 100% အကုန်ဆိုပါတယ်အဲ့ဒါပြီးတော့နောက်ထပ်တစ်ခုအနေနဲ့ပတ်တောင်းကကြာသူလည်း direct access ပဲပတ်တောင်းဒီ 94% အခုထိဆိုရတယ် first day မှာဆို 87% ဆိုထားတယ်အဲ့တော့ကျွန်တော်တို့ဒီဇယားကဘာကိုပြောတာလဲဆိုတော့ဒီ east မှာရှိရဲ့ district 16 17 18ရဲ့ performance တွေကိုပြောတာ from 2006ကနေပြီးတော့အခုထိဆိုတော့နှစ်20ပေါ့ပြီးခဲ့တဲ့နှစ်20အတွင်းရဲ့ performance တွေမှာ D18 district 18ရဲ့ performance တော်တော်ကောင်းတယ်246% မြတ်သွားတယ်ကျွန်တော်အခုဒီဗီဒီယိုလောက်ရတဲ့ URL ချက်ကကြတော့ကျွန်တော်တို့ဒီအိမ်ဝယ်မဲ့ buyer တွေအနေနဲ့ confidence ကိုကျွန်တော်ပေးခြင်းတယ်ဆိုတော့ single property ဝယ်မယ်ဆိုရင် property တွေဒီရှုံးနေကြလားမြတ်နေကြလားဆိုတော့ market trend ကိုဒါတွေက data တွေပေါ့နော် data တွေကနေပြီးတော့ကျွန်တော် analysis ပြန်ပြီးတော့လုပ်လို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီ research data တွေကနေပြီးတော့ကျွန်တော်အိမ်ဝယ်ဖို့အတွက် confidence တစ်ခုကိုရနိုင်တာပေါ့နော်နောက်တစ်ခုအနေနဲ့ကျွန်တော် land sales ကိုသွားမယ်အိမ်ဝယ်တဲ့အခါမှာကျွန်တော်တို့မြေဈေးဘယ်လောက်နဲ့ developer ဝယ်လဲဆိုတာလည်းသိဖို့လိုတယ် binary resident ဒီမြေဈေးဒီ 1004 BSF နဲ့ဝယ်လိုက်တယ်ဝယ်လိုက်ပြီးတဲ့အခါမှာ developer ဒီသူ့ရဲ့ construction cost material cost labor cost အကုန်လုံးထည့်လိုက်တော့ developer ရဲ့အရင်းဒီနောက်ထပ်819 BSF ထပ်ပေါင်းရတယ်ပေါင်းလိုက်တဲ့အခါမှာ total ဘယ်လောက်ဖြစ်သွားလဲဆိုတော့1800ကျော်လောက် BSF ဖြစ်သွားတယ်ဖြစ်သွားတဲ့အခါမှာ developer ဒီအခု launch လုပ်ဖို့အတွက်2300ကျော်2400ဝန်းကျင်လောက်နဲ့ starting from ဆိုပြီးတော့plan လောက်ထားတယ်အဲ့တော့ကျွန်တော် compare လုပ်ကြည့်မယ်ဆိုရင်ဒီစုစုပေါင်း1 2 3 4 5 6 9ခုပေါ့9ခုမှာဆိုအခု star ပြထားတာတွေက integrated ဆိုတာ mixed development လို့ခေါ်တဲ့ direct access to MRT shopping mall downstairs မှာရှိတဲ့
condo တွေပေါ့အဲ့ဒါနဲ့ဒီ Tanga resident Hussein Rest Place ဒါတွေကကြတော့ MRT နဲ့ direct access မဟုတ်ဘူးအဲ့လိုမျိုး compare လုပ်ကြည့်မယ်ဆိုရင် direct access integrated ပုံမှန်အဖြစ်ပိုလဲဈေးကြီးတယ်လူလဲပိုကြိုက်တယ် convenient လဲပိုဖြစ်တယ်အဲ့တော့ binary ရဲ့ price ဒီတော်တော်လေးကို attractive ဖြစ်တဲ့ price ဖြစ်တယ်ဘာလို့လဲဆိုတော့ Lakeside Drive ဒီ1132နဲ့မြေဝယ်လိုက်ပြီးတော့1049 PSF နဲ့အရင်ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဒီ binary developer ရောင်းတဲ့ဈေးထက်ကိုပို့ပြီးတော့ရောင်းမယ်ဘာလို့လဲဆိုတော့မဟုတ်ရင်သူ့ရဲ့ profit margin ဒီအရင်ကို very small ဖြစ်နေတယ်တကယ်လို့ Hong Kong Central ကိုကြည့်မယ်ဆို Hong Kong Central ရဲ့ price ဒီအရင်ဖြစ်သွားတယ်အရင်ဖြစ် developer ဒီတေချာပေါက်ဒီဈေးနဲ့မရောင်းနိုင်တာတော့တေချာဘာလို့ဆိုတော့ developer ကလည်းတာဝန်ကြီးရတဲ့အတွက်ကြောင့်သူလည်း profit margin တစ်ခုလိုတယ်အဲ့တော့မြေဈေးအရ comparison လုပ်ကြည့်မယ်ဆိုရင် binary ရဲ့မြေဈေးဒီနဲ့ developer ရောင်းစေဒီတော်တော်လေးကို attractive ဖြစ်တယ်လို့ဒီဇယားအရာကျွန်တော်မြင်ရတယ်เนาะနောက်တစ်ခုက Miss development ဆိုတာကခုနပြောတဲ့ဒီ shopping mall downstairs မှာရှိတဲ့ Miss development နဲ့ Miss development မဟုတ်တဲ့ MRT နဲ့ walking distance နေနဲ့ compare လုပ်ကြည့်မယ်ဆိုရင် Passaris မှာဆိုရင် Passaris 8ဒီ Miss development ဖြစ်တယ်2064ဖြစ်ပြီးတော့ Coco Bump ဒီ Miss development မဟုတ်ဘူး MRT နဲ့ land နဲ့1006ဖြစ်တယ်အဲ့တော့သူ့ရဲ့ price gap ကိုမြင်နိုင်တယ်အဲ့တော့ဒါတွေအကုန်လုံးဒီ Miss development နေဒီ out perform ဖြစ်တယ်ဆိုတဲ့အချက်လက်တွေကိုဒီ data တွေအရအကုန်လုံးကပြသွားတယ်နောက်တစ်ခုဒီ buyer labor ပြီးတော့ Bugis Midtown Modern အဲ့ဒါပြီးတော့ Bondo Basi ရှိမယ်ပြီးတော့ Uli Resident ရှိမယ် Pongo ရှိမယ်Bukit Panjang ရှိမယ်အဲ့တော့ကျွန်တော်တို့ဒီ Miss development နေနဲ့ရိုးရိုး condo တွေနဲ့ဆို Miss development နေပို့ပြီးတာရဲဆိုတဲ့အချက်ကိုအခု comparison ရကြည့်လို့ရတယ်နော်နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ condo အဟောင်းနဲ့ condo အသစ်ပေါ့ဘာဖြစ်လို့ condo အသစ်ကိုဝယ်ဖို့လိုလဲဘာဖြစ်လို့ condo အဟောင်းနေအောင်မကောင်းဘူးလားဆိုတော့ resale အနေနဲ့ကိုက size လိုချင်တယ်ဆိုရင်တော့လေကျွန်တော်တို့ဒီ resale ဘက်ကိုပဲသွားမယ်ဘာဖြစ်လဲဆိုတော့new launch ရဲ့ size ဒီပုံမှန်အဖြစ် compare ဖြစ်ကြတယ် resale ရဲ့ size ကတော့ပို့ပြီးတော့ spacious ပို့ဖြစ်တာပေါ့နော်ဒါပေမဲ့ဈေးအဖြစ်ကြည့်မယ်ဈေးတက်တဲ့ speed velocity ကိုကြည့်မယ်ဆိုရင်တော့ new launch ဒီ speed ပိုကောင်းတယ် vision နဲ့ဒီ2018မှာ complete ဖြစ်တယ် Canberra MRT နဲ့ walking distance ဖြစ်တယ် Canberra location သူက9နှစ်မှာသူ့ရဲ့အမြတ်ဒီ4,8300မြတ်သွားတယ် average ပေါ့နော်East Bay နဲ့ compare လုပ်မယ်ဆို East Bayဒီ25 years မှာသူလည်းမြတ်တယ်သူလည်း6သိန်းကျော်မြတ်သွားတယ်မြတ်သွားတော့ကျွန်တော်တို့ကဒီ project အသစ်နဲ့ project အဟောင်းနဲ့အဓိကဘာကွာလဲဆိုတော့သွားတဲ့ speed ကွာတယ်ကွာတဲ့အတွက်ကြောင့်မလို့ project အသစ်တွေလူတွေကပိုပြီးစိတ်ဝင်စားကြတယ်အဲ့တော့ကျွန်တော်တို့ product မတူဘူးလို့ပဲပြောရမှာပေါ့နော်တကယ်လို့ကိုကကြဲလို့ရင်းနဲ့မိသားစု size လည်းကြီးတယ်ဆိုရင်တော့လည်း resale ဝယ်တင်တယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုနေဖို့လည်းမလိုသေးဘူး၄နှစ်လည်းစောင့်နိုင်သေးတယ်ဆိုရင်တော့ new launch ရွယ်ဖို့အကြံပေးတယ်နော်နောက်ထပ်တစ်ခုကကြတော့ snowball effect ဆိုတာကျွန်တော်တို့ကဘာကိုပြောတာလဲဆိုတော့စင်ကာပူမှာဟိုးရင်ခေတ်တွေကနေပြီးတော့ဒီလွတ်လပ်ရေးနောက်ပိုင်းပေါ့ grandparents တွေ parents တွေကနေပြီးတော့သူတို့ရဲ့အိမ်တွေတစ်သက်လုံးစုလာတဲ့ CPF တွေ cash တွေကိုသူတို့သားသမီးတွေကိုပေးခဲ့အဲ့တော့သူတို့သားသမီးတွေကိုယ်တိုင်ကလည်း video နဲ့ပတ်သက်တဲ့ eligible ဖြစ်ကြတယ်ပြီးတော့လစာတွေလည်းကောင်းကြတယ် average salary လည်းအခုနောက်ပိုင်းမြင့်လာတဲ့အခါမှာသူတို့တွေရဲ့ဒီအိမ်ပေါ်မှာရှိနေတဲ့သူတို့ရဲ့ liability ကအရင်နေသွားတယ်ဒါကိုဒီဇယားကနေပြီးကြည့်နိုင်တယ်ဒီဇယားအရဆိုရင်စင်ကာပူမှာရှိတဲ့ household assets total ဒီ 3.55 trillion ရှိပြီးတော့ net worth ဆိုတာသူတို့ရဲ့အသက်တင်ဒီ 3.15 trillion ရှိတယ်သူတို့ကအလုံးကတကယ်တမ်းဒီဇယားအရကြည့်မယ်ဆို 0.39 trillion ပဲရှိတယ်အဲ့တော့သူတို့ Singaporean နေဒီ they are sitting on the heavy profit လို့သုံးလို့ရတယ်ဒီဇယားအရပေါ့နော်ဒီဒါတော့ဘယ်ရလဲဆိုရင်Sinstack ကနေရတယ်ဒါကတော့ကျွန်တော်တို့ company ကနေ prepare လုပ်ထားတဲ့ data ပေါ့နော်1995ကနေစပြီးတော့ all the way 2025 quarter 1အထိကိုယူထားတဲ့ data ဒီ data အရကြည့်မယ်ဆိုရင် Singaporean နေဒီ heavy assets မှာသူတို့ထိုင်နေကြတယ်လို့မြင်ရတယ်အဲ့ဒါပြီးနောက်တစ်ခုကသူတို့ရဲ့ loan တွေလည်းနည်းတယ်လို့တွေ့တာပေါ့နော်နောက်တစ်ခုအနေနဲ့ကကျွန်တော် ABSD ကိုသွားမယ် ABSD က Singapore citizen တွေကိုလည်း ABSD ကောက်တယ် first property တော့မကောက်ပေမဲ့ second property third property မှာ ABSD ကောက်တယ်ကောက်တဲ့အခါမှာအခုလက်ရှိအထိ2013ကနေစပြီးအခုလက်ရှိအထိဆိုရင် Singapore citizen တွေရဲ့ second property ဒီ 20% ပေးရပြီး third property ဒီ 30% ပေးရအဲ့တော့ local တွေကဘယ်လိုမျိုး behave လုပ်ကြလဲဆိုတော့ market ကိုသူတို့ behave လုပ်တဲ့ပုံစံကတကယ်လို့ဒါသူတို့မှာပို့ပြီးတော့ပတ်စံနေ saving တွေများလာမယ်ဆိုရင် saving တွေသူတို့ cash ထားမဲ့အစားသူတို့ရဲ့ property ကို smaller assets ကနေ bigger assets ကိုသွားကြတယ်သွားကြတဲ့အတွက်ကြောင့်မလို့သူတို့တွေရဲ့ affordability လည်းမြင့်တယ်လို့သူတို့တွေရဲ့ဝယ်တဲ့နှုန်းနဲ့အနေထားကလည်းသူကနှလုံးဝယ်မယ်ဆိုရင် tax က 20% အပိုပေးရမှာအဲ့အတွက်ကြောင့်မလို့တစ်လုံးကိုပဲ original BSD tax ကိုပဲပေးပြီးတော့တစ်လုံးကိုပဲပို့ပြီးကြီးတဲ့ bigger assets ကိုသူတို့သွားကြတယ်ဒါကတော့ Singaporean တွေရဲ့အခုလက်ရှိ
trend ပြန်ဖြစ်သွားတယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ PR ကိုကြည့်မယ်ဆိုရင် PR ဒီ2013တုန်းက 5% ကနေပြီးတော့အခုချိန်ထိ2023အခုချိန်ထိလည်း 5% all the way changes မရှိသေးဘူး ABSD ပေါ့နော် BSD plus ABSD က 5% ပဲအပေါ်ပေးရသေးတယ်ပေးရတဲ့အတွက်ကြောင့်မလို့ PR ရဲ့ 5% ဒီလောလောဆယ်အထိ valid ဖြစ်သေးတယ်အဲ့တော့ဒါကတော့ PR အတွက် foreigner ကတော့အခုလက်ရှိမှာ 60% ဖြစ်တဲ့အတွက်ကြောင့်မလို့ foreigner ဝယ်လို့ကတော့အရန်ကိုနေပါဒါပေမဲ့လည်းစင်ကာပူဒီ foreigner stamp duty ကိုပြောင်းလိုက်တဲ့2023ကစပြီးအခုချိန်ထိကစင်ကာပူရဲ့ market ကအတက်ကိုပဲပြရတဲ့အတွက်ကြောင့်မလို့စင်ကာပူမှာအဓိကအိမ်ဝယ်တဲ့လူတွေဒီforeigner တွေထက်ဆိုင် PR နဲ့ Singapore citizen ဒီအဓိကဝယ်ကြတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဇယားကိုကြည့်မယ်ဆိုရင်ဒီဇယားမှာ Singapore ဒီ2009နောက်ပိုင်း2013အထိ60%တက်သွားတယ် 3.5 year အတွင်းမှာအဲ့ဒါပြီးရင်နောက်ထပ်သူက ABSD နဲ့ cooling measure တွေထုတ်နေရတော့မှ market ဒီ manage to go up and go up again အဲ့ဒါပြီးရင်နောက်ထပ် next 13 years မှာ 42% တက်သွားတယ်အဲ့တော့42နဲ့60နဲ့ပေါင်းရင်2009ကနေပြီးတော့အခုချိန်ထိမှာ 100% average နေနဲ့တက်သွားတယ်ဒါ property market နဲ့ပတ်သက်တဲ့ကျွန်တော်တို့ trend analysis ပေါ့နော်ဒါတော့ကျွန်တော် company ကနေ prepare လုပ်ပေးထားတဲ့ data ပါအဲ့တော့ကျွန်တော်တို့ဒီအိမ်တွေကိုကြည့်မယ်ဆိုရင်အိမ်တွေမှာအခု TOB 1999ဖြစ်တဲ့ Pineville ပြီးတော့ Tropica Eden ဒါက Tampines မှာရှိတဲ့အိမ်တွေအကုန်လုံးရဲ့ average performance ဒီ 4%အဲ့တော့တစ်နှစ်ကို 4% တက်တယ် 4% တက်တယ်ဆိုတော့ကျွန်တော်တို့တွက်ကြည့်မယ်ဆိုရင်ထားပါတော့เนาะ example ပေါ့ဥပမာကျွန်တော်2 million တန်တဲ့အိမ်ဝယ်ထားတယ်2 million တန်တဲ့အိမ်ရဲ့ 4% ဒီ8000အဲ့တော့သူက 4% တက်တယ်ဆိုရင်သဘောကတစ်နှစ်ကို capital gain က8000တစ်နှစ်တစ်ခါတက်တယ်ဆိုတော့သဘောတရားမျိုးတက်ရောက်သွားတယ်ဒါကတော့ကျွန်တော်တို့ဒီအိမ်ဝယ်ထားတဲ့အိမ်ပိုင်ရှင်တွေရဲ့ပတ်သက်တဲ့ data ကို average ယူထားတာပေါ့နော်အဲ့တော့ကျွန်တော် conclusion လုပ်ပါမယ်ကျွန်တော်တို့ဒီ binary resident ရဲ့ show flag ကိုလာမယ့်စနေနေ့မှာဖွင့်မယ်လာမယ့်စနေနေ့မှာဖွင့်တဲ့အခါမှာဒီ preview က2ပတ် run မယ်တကယ်လို့စိတ်ဝင်စားရဆိုကျွန်တော်ဆက်သွယ်ပေးပါကျွန်တော်လာတွေ့ပြီးတော့အရင်ဆုံး binary နဲ့ပတ်သက်တဲ့အနေအထားလေးအချက်လက်တွေအကုန်ရှင်းပြပေးမယ် financial calculation လုပ်ပေးမယ် IBA တင်ပေးမယ်အဲ့ဒါပြီးတော့ကျွန်တော် preview အတွက် register လုပ်လို့ရပြီပေါ့နော်ဒီ project ကတော့ another blockbuster of the year ဖြစ်ဖို့ကတော့အရေးများနေတယ်အဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်